အားလုံးပဲမင်္ဂလာပါခင်ဗျာ Happy Life Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်ရဲ့အမျိုးသားမိတ်ဆွေများအတွက်အရန်အရေးကြီးတဲ့ကျန်းမာရေးဘုဒ္ဓရာတစ်ခုပြောပြပေးချင်ပါတယ်ခင်ဗျားတို့ရဲ့ခန္ဓာကိုယ်ထဲမှာလျှို့ဝှက်စမ်းကြယ်ပြီးတိတ်တိတ်လေးအလုံးလုံးနေတဲ့ဟော်မုန်းတစ်ခုအကြောင်းပေါ့ဒါကတော့အမျိုးသမီးဟော်မုန်းလိုနာမည်ကြီးပေမဲ့အမျိုးသားတွေအတွက်လည်းအရန်အရေးပါတဲ့ estrogen ဟော်မုန်းပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဟော်မုန်းများနေရင်ခင်ဗျားတို့ရဲ့ကြွက်သားတွေသေးငယ်သွားနိုင်တယ်။လိင်စိတ်ဆန္ဒတွေရောကျသွားနိုင်တယ်။ဒါမှမဟုတ်မလိုချင်တဲ့ရင်သားတွေပါစုပြီးကြီးထွားလာနိုင်တယ်ဆိုတာသိပါသလား။ဒီနေ့မှာတော့ခင်ဗျားတို့ရဲ့ကျန်းမာရေးနဲ့ပျော်ရွှင်တဲ့ဘဝအတွက်ဒီ estrogen ပမာဏကိုဘယ်လိုမျိုးထိန်းညှိပြီးပုံမှန်ဖြစ်အောင်လုပ်ရမလဲဆိုတဲ့အကောင်းဆုံးနည်းလမ်းတွေကိုတင်ဆက်ပြီးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ခင်ဗျာကဲဒါဆိုရင်စလိုက်ကြရအောင်နော်ကျွန်တော်တို့သိထားတာက estrogen ဆိုတာအမျိုးသမီးတွေအတွက်အဓိကဟော်မုန်းပါဒါပေမဲ့အမျိုးသားတွေမှာလည်းအနည်းငယ်ပါဝင်ပြီးကျန်းမာရေးအတွက်တရောင်းတနေရာကနေပါဝင်ပတ်သက်နေပါတယ်အမျိုးသားတွေမှာဒီဟော်မုန်းကလိင်စိတ်ဆန္ဒလိင်နံထောင်မှတ်မှုတုတ်ကောင်ထုတ်လုပ်မှုအယိုးကျန်းမာရေးနှလုံးကျန်းမာရေးအရေပြားကျန်းမာရေးနဲ့ကိုလက်စထရောထိန်းသိမ်းမှုတို့ကိုပါတာဝန်ယူပေးထားပါတယ်ဒါပေမဲ့သတိထားရမှာကအမျိုးသားတွေအတွက် estrogen ကများနေလို့မကောင်းတဲ့ဟော်မုန်းဆိုတာပါပဲအရန်များလာပြီဆိုရင်ကျန်းမာရေးပြဿနာပေါင်းစုံခံစားရနိုင်ပါတယ်ဒါဆိုရင်ဘယ်လိုလက္ခဏာတွေပြတတ်သလဲ။ဘာကြောင့် estrogen များလာတာလဲ။ပြီးတော့ဘယ်လိုလျှော့ချကြမလဲ။ဆက်ပြီးလေ့လာကြည့်လိုက်ကြရအောင်ပါ။ပထမဆုံးအနေနဲ့ခန္ဓာကိုယ်မှာ estrogen များနေပြီဆိုတာဘယ်လိုသိနိုင်မလဲဆိုတဲ့အကြောင်းတင်ဆက်ပေးသွားပါမယ်။ခင်ဗျားတို့ရဲ့ခန္ဓာကိုယ်မှာ estrogen ဟော်မုန်းများကြီးပြည့်ဝနေပြီဆိုရင်ဒီလက္ခဏာတွေကိုရင်ဆိုင်ရနိုင်ပါတယ်။နံပါတ်1အချက်အနေနဲ့လိင်ပိုင်းဆိုင်ရာပြဿနာများဖြစ်ပွားနိုင်ပါတယ်။လိင်စိတ်ဆန္ဒနည်းပါးလာတာဒါမှမဟုတ်လိင်တန်ထောင်မှတ်နိုင်စွမ်းကျဆင်းလာတာတွေဖြစ်တတ်ပါတယ်။ဒါအပြင်ကလေးရဖို့ခက်ခဲတာမျိုးအောင်ဖို့ခက်ခဲတာတွေလည်းဖြစ်နိုင်ပါတယ်။နံပါတ်2အချက်အနေနဲ့တော့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများနဲ့ကြုံတွေ့ရနိုင်ပါတယ်။ရင်သားတွေစူးလာတာကြွက်သားတွေတိမ်လာတာဒါမှမဟုတ်အမွှေးအမြင်တွေပါလာတာမထွက်တော့တာတွေလည်းဖြစ်တတ်ပါတယ်။နံပါတ်3လူပြိုပေါ်ဝင်စအရွယ်တွေမှာဆိုရင်တော့အရက်မထွက်တာလူပြိုပေါ်ဝင်တာနောက်ကျတာဒါမှမဟုတ်လိင်အင်္ဂါတွေကောင်းစွာမဖွံ့ဖြိုးတာတွေဖြစ်တတ်ပါတယ်။ဒီလိုလက္ခဏာတွေကိုခံစားနေရပြီဆိုရင်တော့ခင်ဗျားတို့ရဲ့ဟော်မုန်းတွေကိုပြန်လည်စစ်ဆေးတင်နေပါပြီ။ဆက်လက်ပြီး estrogen ဘာကြောင့်များလာရတာလဲဆိုတဲ့အကြောင်းကိုလေ့လာကြည့်လိုက်ကြရအောင်ပါ။ဒီလိုဟော်မုန်းတွေမြင့်တက်လာရတဲ့အကြောင်းအရင်းတွေကတဦးနဲ့တဦးမတူနိုင်ပေမဲ့အများစုဖြစ်လေ့ရှိတာတွေကိုပြောပြပေးသွားပါမယ်။ပထမဆုံးကတော့အဝလွန်ခြင်းပါ။ဒါကအဓိကကျတဲ့အချက်တစ်ခုပါပဲ။အစီများလာခြင်းကtestosterone ကို estrogen အဖြစ်ပြောင်းလဲပြနိုင်တဲ့ aromatic ဆိုတဲ့အင်ဇိုင်းရဲ့လှုပ်ဆောင်မှုကိုမြင့်တင်ပေးလို့ပါပဲ။ကိုယ်တွင်းမှာအစီများလာလေလေ estrogen များလာလေလေပါ။အသက်အရွယ်ကြီးလာတာနဲ့အမျှလဲ estrogen များလာနိုင်ပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်ကဟော်မုန်းဟန်ချက်ကိုပျက်စီးစေနိုင်တဲ့BPA ကဲ့သို့သောဓာတုဗေဒပစ္စည်းတွေ BPA ကဘယ်မှာအဓိကတွေ့ရလဲဆိုတော့ပလတ်စတစ်တွေမှာတွေ့ရတတ်ပါတယ်။ပိုးသတ်ဆေးတွေနဲ့တကိုယ်ရည်တန်ရှင်းရေးသုံးပစ္စည်းတွေနဲ့ထိတွေ့မိတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ကျန်းမာရေးပြဿနာများအနေနဲ့ကတော့အသေးရောဂါအကျိတ်များဒါမှမဟုတ်ဟော်မုန်းထုတ်ပေးတဲ့လမ်းကြောင်းတစ်လျှောက်မှာပြဿနာရှိနေတာတွေကလည်းestrogen ကိုမြင့်တက်စေနိုင်ပါတယ်
ဆက်လက်ပြီးအီစထရိုဂျင်ဟော်မုန်းပမာဏကိုလျှော့ချဖို့အတွက်အဓိကကျတဲ့နည်းလမ်း၅ခုကိုတင်ဆက်ပေးသွားပါမယ်။နံပါတ်1အနေနဲ့စားသောက်မှုပုံစံကိုပြောင်းလဲလိုက်ပါ။နေ့စဉ်စားသောက်မှုမှာအစိမ်းရောင်ဟင်းသီးဟင်းရွက်တွေပန်းကော်ပီစိမ်းစတာတွေကိုပါဝင်အောင်စားပေးပါ။ဒီလိုအမြင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေနဲ့ပဲအမျိုးမျိုးဆဲလ်ရောင်ရမ်းမှုကျစေနိုင်တဲ့ဘယ်ရီသီးတွေစနွင်းအိုမီဂါ3 fatty acid ကြွယ်ဝတဲ့အစားအစာတွေကိုစားပေးခြင်းကလည်းအီစထရိုဂျင်ကိုလျှော့ချပေးနိုင်ပါတယ်။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကိုပုံမှန်လုပ်ဆောင်ပါ။ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်တာဟာအီစထရိုဂျင်ကိုလျှော့ချစေဖို့အတွက်ထောက်ကူပေးပါတယ်။ဘာလို့လဲဆိုတော့လေ့ကျင့်ခန်းလုပ်ခြင်းကကိုယ်အလေးချိန်ကျစေပြီးအဝလွန်တာကြောင့်ဖြစ်ပေါ်လာတဲ့အီစထရိုဂျင်ထွက်ရှိမှုကိုထိန်းညှိပေးလို့ပါပဲ။နံပါတ်3နည်းလမ်းအနေနဲ့ကတော့စိတ်ဖိစီးမှုကိုတတ်နိုင်သမျှလျှော့ချဖို့ပါ။စိတ်ဖိစီးမှုများလာရင်ကော်တီဇောထွက်ရှိမှုများလာပြီးဟော်မုန်းတွေကိုပုံမှန်ထိန်းညှိဖို့ခက်ခဲစေပါတယ်။ဒီအခြေအနေကအီစထရိုဂျင်ကိုမြင့်တက်စေနိုင်တာကြောင့်စိတ်ဖိစီးမှုကိုဖြေလျှော့ဖို့ကအရန်အရေးကြီးပါတယ်။နံပါတ်4နည်းလမ်းအနေနဲ့ကတော့ကိုယ်အလေးချိန်ကိုလျှော့ချထိန်းညှိဖို့ပါပဲ။ကိုယ်တွင်အဆီများလာလေလေအီစထရိုဂျင်များလာလေလေပါ။ဒါကြောင့်ကိုယ်အလေးချိန်ကိုပုံမှန်ထိန်းညှိပေးဖို့လိုအပ်ပါတယ်။နံပါတ်5နည်းလမ်းအနေနဲ့ကတော့ဓာတုပစ္စည်းတွေကိုရှောင်ရှားပါ။ဟော်မုန်းစနစ်ကိုအနှောက်အယှက်ပေးနိုင်တဲ့ပလတ်စတစ်တွေပိုးသတ်ဆေးတွေနဲ့တကိုယ်ရည်တန့်ရှင်းရေးသုံးပစ္စည်းတွေလိုဓာတုပစ္စည်းတွေကိုတတ်နိုင်သမျှရှောင်ရှားဖို့လိုအပ်ပါတယ်။ဒါအပြင်အရက်ဘီယာဆေးလိပ်တောက်သုံးမှုတို့ကိုပါလျှော့ချသင့်ပါတယ်။အမျိုးသားမိတ်ဆွေများခင်ဗျာဒီနေ့ကျွန်တော်တို့သိခဲ့ရတာကအီစထရိုဂျင်ဟာအမျိုးသားကျန်းမာရေးအတွက်အရေးပါပေမဲ့ပမာဏကိုတော့ထိန်းညှိဖို့လိုအပ်တယ်ဆိုတာပါပဲ။ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းစိတ်ဖိစီးမှုဖြေလျှော့ခြင်းနဲ့ကိုယ်အလေးချိန်ထိန်းညှိခြင်းတွေဟာကျွန်တော်တို့ရဲ့ဟော်မုန်းမျှခြေကိုပြန်လည်ကောင်းမွန်စေဖို့အခြေခံအကျဆုံးနည်းလမ်းတွေပဲဖြစ်ပါတယ်။ဒီချက်တွေကိုနေ့စဉ်ဘဝမှာတကယ်အကောင်အထည်ဖော်ကြည့်ပါ။ဒါပေမဲ့ဒီထက်ပိုပြီးရေးကြည့်တာတစ်ခုကတော့ကိုယ်ရင်းအီစထရိုဂျင်များနေတာဟာအသည်းယောဂါဟော်မုန်းယောဂါဒါမှမဟုတ်အကျိတ်တွေနဲ့ပါဆက်ဆက်နေနိုင်တာကြောင့်ဒီလက္ခဏာတွေပြင်းထန်နေပြီဆိုရင်ကျန်းမာရေးပညာရှင်တက်ကြွသူနဲ့တွားရောက်ပြသစစ်ဆေးဖို့လုံးဝမမေ့ပါနဲ့နော်။နောက်ပတ်တွေမှာလည်းပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ကျန်းမာရေးအကြောင်းအရာတွေကိုတင်ဆက်ပြီးတော့မှာမို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးခဲ့ကြပါဦးနော်။အားလုံးပဲကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။